ကြရနော်တမျိုးလုံးကိုတွေးစီပါမယ် ဆိုလိုရင်းက အေးမင်းပြောခဲ့မှန်းတယ်တေးစီစီကြီးတိုင်းမှာဖမ်းမိထားသူကတရားခံဟုတ်နေဘူး ငါတို့ကွက်ထဲရောက်နေ သူချတာပဲ တကယ်တည်းရခံပေါ့ သူဘာလို့တက်တယ်လို့မသိ မထင်ဘူးမြင်တာအသက်ခံရသူကတတိပြီးနေတာတယောက်ရန်ကုန်ကလုပ်ငန်းတွေအားလုံးပေါ်တက်ရောက်မှုရှိတယ် ဒါမဲ့တက်တဲ့ကောင်ကပတ်စံပဲယူသွားတာမဟုတ်ဘူးမင်းခုနကပြောတဲ့လုပ်ငန်းစင်းတွေအားလုံးကိုလည်း propose အချက်လုပ်ပြီးဟတ်သွားတာ အေးအဲ့ဒါပို့ချက်ဖို့ကောင်းတယ်မင်းသတိထားမိလားအဲ့တတိမသိခင်2ရက်လို့တော့ပါမနက်2 နာရီ16မိနစ်မှာရန်ကုန်နောက်ပိုင်း Lead Security အကုန်လုံး black out ဖြစ်သွားတယ် အေးငါအတော်ကြီးပြောတယ်ဘာဖြစ်လို့ အေးအဲ့လိုဖြစ်ပြီးရန်ကုန်မှာရှိသမျှဘဏ် transaction ပေါင်း1000နီးပါးလောက် freeze ဖြစ်သွားတယ် ဒါဆိုသူတက်ချင်တာတတိတယောက်လည်းမဟုတ်ပဲငါတွေးလို့မတွေးဘူး တမျိုးလုံးအောင်ပဲ ဒါနဲ့မနေ့ကငါ့ကိုလူတယောက်စာပို့တာ FPP ပဲရတနာတစ်တာတစ်လုံးရှာဖွေရသူလေရ encrypt email သူပဲနေရောပြောရတနာတက်တာတစ်လုံးဆိုတာအေး အဆင်ပြေလား ဖြေရှာနေရုံပဲ ရှာမနေနဲ့ငါတွေ့ပြီ ပြောကြည့်လေ ငါတို့ရှင်းဖို့လည်းမဟုတ်ဘူးအေးပေါ်ကွဲသွားတဲ့ဘက်မှာသူချီရလက်ရချင်နေ ဘယ်လိုမျိုးလဲ မင်းမနေ့ကပြောတဲ့တတိမသိခင်2ရက်လောက်အလိုလောက်က bank transaction တွေ freeze ဖြစ်တဲ့အချိန်တော့ အေး FPP bank primary ရသွားတာကြောင့်အေး replication တို့မှာ transaction ရဲ့ use ကြံနေနေတာက ဘယ်ရတဲ့ညလား အဲ့ဘက်မှာ cyber security ဖြစ်အလုပ်လုပ်တဲ့ငါတငယ်ချင်းအကိုပြောလို့တည်တယ်အဲ့ဒါကို तू ကတွေ့ချင်းပဲ USB ရဲ့ထည့်ပြီး CID ကိုပြဖို့အတွက်အလုံးမှာဘုံထားပေါက်လို့တာပဲအဲ့နဲ့ तू လည်းကြောက်ကြောက်နဲ့ဖြိုးယူပြီးပြေးထွက်လာ ဒါဆိုငါတို့လိုက်ချင်လူသေးလို့ မဟုတ်သေးဘူး तू တခုမဖြစ်ခင်မင်းအခုတွားယူလိုက်တော့ဒါနားနေရမှာပြောနောက်ရခံနိုင်ဖို့ခက်ခဲအောင်ဒီကအဲ့လူရှုပ်တဲ့ရေချိုပွဲစည်းနားမှာချိန်ထားရတယ်နော်ပုံချုံးဆိုင်ပြီးနားမှာအဲ့ဝင်နေအင်ဂျင်နဲ့ပဲ Underneath the bridge, top has sprung a leak, and the animals I've trapped have all become my pets, and I'm living off of grass and the drippings from the ceiling. It's okay to eat fish, 'cause they don't have any feelings. Something in the way. ။မင်းပြောရဟာမရှိဘူးနော် ဟမ် ။သူတစ်ခုဖြစ်သွားပြီထင်တယ် ဟာတေးချချိန်ထားတာပါ
မျိုးမှန်လာခဲ့ရမယ် ငါတို့စောင့်ကြည့်နေရထင်တယ်